မင်္ဂလာပါတငယ်ချင်းများအောင်လုံးကျမအကောင့်ထဲကဘရင်ကြီးဖေးမှကြီးညာရှင်အခုပါလဲတနာရီ10မိနစ်ဖြစ်တော့မယ်အောက်သမင်းစားနဲ့ဘာနဲ့စားနေလဲကြာအခုမှစားတယ်သမင်းစားတဲ့ပုံစံကိုပြဒီမှာကြည့်ရအဲ့လိုမျိုးဒါငပြရေကြော်လာမသိပါလားသမင်းပုတ်ပူလေးနဲ့သမင်းရောအဲ့လိုစားမနေ့ထဲရအောင်မမနေ့အောင်လက်ထက်မှာရှိတဲ့ဒီ Cebu store တွေပေါ့နော်ဒီနေ့နှစ်ဘူးရှိတယ်နှစ်ဘူးအဲ့3နှစ်ကြာမှဒီကိုလဲနေရပဲအဲ့နှစ်ဘူးလိုက်ယူသွားတယ်ကိုလာဝယ်သွားတယ်ပေါ့နော်အခုပစ္စည်းလက်ထက်မှာတဘူးမှမရှိတော့ဘူးဒါပေမဲ့မနေ့ကမမေကိုယ်တိုင်ပြည်ရနေပြီးတော့ကအဲ့ဂိတ်ကနေပြီးတော့က Cebu ထက်ပေးထားတယ်ဒီနေ့ရောက်ပြီလို့ပြောတယ်ဂိတ်မှာလေအခု delivery အပ်ထားတယ်အဲ့ရောက်ကိုအောင်ပြောလိုက်တော့ delivery အပ်ထားတယ်ပြောတယ်အဲ့ဒါနေ့လည်းမရောက်မှာဒီလမှာရောက်အောင်တစ်စိတ်ကတ်တာနေပါညာအကုန်လုံးလုတ်ကောက်အောင်ပေါ့နော်မနေ့ကလည်းအောင်ဆေးဘူးခွန်နေပေါ့နော်ဒီသွားပြီးတော့မှဝဲတယ်ဘာတခုတိလာလဲဆိုတော့ဆေးဘူးခွန်နေအရန်စစ်တက်သွားတယ်အဲ့လိုမလားကုန်ချမ်းဝယ်ရတယ်အရန်စစ်တက်သွားတယ်ချက်ဖာအစားဝယ်ရတာစစ်တက်သွားတယ်အဲ့လိုအဲ့ဒီနိုင်လို့အဲ့ကော်ဘူးခွန်ဆက်ရုံဓာတ်ရိုက်ကိုအောင်လို့တင်တော့ဘိုင်းမမှာလည်းချက်ဘူးတော့ခြိုင်လွဲမှာဆိုလို့လေအဲ့ဒါဆက်ရုံဓာတ်ရိုက်တော့လို့တင်နေပြီလားဘယ်ရရှာအောင်လဲမနေ့ကအောင် live မှာလည်းရှာရည်တယ်ဒါပေမဲ့ဝေးတယ်စိတ်တိုင်းကြတယ်လို့အဆက်အသွယ်ရှိလို့ရှိရင်ဆက်သွယ်ပြကြပါနော်အဲ့ဒါဆေးဘူးလေသိရလားလူပုံစံလေးလေအောင်ဈေးဘူးကိုရှာရတယ်လည်းခက်တယ်ဗျာအဲ့ဒီဖျက်သေးလေးကိုလေတိတ်ထားကြတော့မလွတ်ပင်တယ်ဒီလားဘာလို့ဘူးကိုရှာတာခက်တယ်လို့ပြီးတော့ဘူးခွန်ဈေးရလဲအရန်တက်သွားတယ်အောင်တစ်ဆိုင်မှာမေးကြည့်တာ1950တဘူးကိုဆိုသွေးတက်တာလေကိုရောင်းနေတဲ့တစ်စိတ်က4မျိုးအောင်တစ်စိတ်ရဟာတစ်မျိုးဒါဘူးကမှကတ်တဲ့ဟာဟိုဟာပတ်စံထုတ်လို့ရှိရင်ထည့်ပေးတယ်ဟာပြီးတော့ဒီမှာဒါဟိုတက်ထည့်ပေးတာပေါ့ဆေးအညွှန်းအဲ့လိုလေး